မိတ်ဆွေတို့အနေနဲ့ဒီဆိုင်ကယ်မှာတုံးထားတဲ့ဒီလိုမျိုး coin ထုတ်တွေပေါ့ခြာချင် coin တွေကိုဒါကိုယ်တိုင်ပြန်ပတ်ချင်တဲ့သူတွေအတွက်ကျွန်တော်ဒီနေ့မှာဒီ coin ပတ်နည်းအကြောင်းလေးကိုကျွန်တော်ဒီလောက်မျှဝေပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ဒီမှာကျွန်တော်ရေးထားတဲ့ဒါ workshop ဆရာလက်ဆွဲ EFI motor ဆိုင်ကယ်အထွေထွေနည်းပညာစုစည်းမှုစာအုပ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့တော့ဒီစာအုပ်မှာဆိုရင်ဒါEFI ဆိုင်ကယ်မှာတုံးထားတဲ့ဒါ sensor တွေ actuator တွေအကုန်လုံးနှီးပါးကိုကျွန်တော်ခြုံငုံပြီးတော့ဒါစုစည်းပြီးတော့ရေးထားပေးတယ်ဆိုင်ကယ်တော်တော်များများမှာတုံးထားတဲ့စနစ်တွေပေါ့အဲ့ကောင်တွေရဲ့ပစ္စည်းတွေဘယ်လိုတိုင်းရမလဲဘယ်လိုစစ်ဆေးရမလဲပြီးရင်အဲ့ဒီ sensor တွေ actuator နဲ့ပတ်သက်တဲ့ဒါအခြေခံအချက်လက်လေးတွေလည်းပါတယ်ဘူးတူတရစေမဲ့အကြောင်းအရာလေးတွေလည်းပါတယ်ဒီစာအုပ်ကိုကျွန်တော်ဝယ်ယူခြင်းနဲ့ဆိုတော့ဒါကျွန်တော်အခုဗီဒီယိုမှာပြတဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်ပြီးတော့ဝယ်ယူအပ်ပေးနိုင်ပါတယ်ခင်ဗျာဒီမှာကျွန်တော်နောက်ပိုင်းမှာဒါ diagram လေးလည်းထပ်ပြီးတော့ဖြည့်ဆွတ်ထားပေးတာဖြစ်ပါတယ်ကျွန်တော်ဒီဆိုင်ကယ်မှာတုံးထားတဲ့ coin တွေကိုရေပွားအဖြစ်ကျွန်တော်အုပ်စုခွဲလိုက်မယ်ဆိုတော့နှစ်မျိုးပဲရှိပါတယ် single phase ရယ် three phase ရယ်ဆိုပြီးတော့နှစ်မျိုးပဲရှိပါတယ်single phase မှာမှသူကဒီ coin အဆက်အသွယ် coin ပတ်တဲ့ပုံစံမှာမူတည်ပြီးတော့ full wave လား half wave လားအဲ့လိုတော့ပြန်ခွဲသေးတယ်three phase မှာလည်းအဲ့လိုပဲthree phase မှာကျတော့ full wave half wave မရှိတော့သူကthree phase တွေအကုန်လုံးကဒါ full wave အမျိုးအစားတွေပဲဒါပေမဲ့လည်းcoin ပတ်တဲ့ပုံစံတော့ကွာသေးရပါ coin ပတ်တဲ့နေရာမှာဒီ star connection နဲ့ delta connection ဆိုပြီးတော့နှစ်မျိုးရှိတယ် star connection ဆိုတော့ဒီမှာကျေပုံစံပတ်တာပေါ့ဒါ coin ကြိုး3ချောင်းနဲ့လာတယ်3 phase တွေအကုန်လုံးကဒါ coin ကြိုး3ပင်နဲ့လာတဲ့ဟာတွေဘိန်းကြီးတွေတော်တော်များများသုံးတယ်ဒီ 150cc နဲ့အထက်ဆိုရင်တော့ဒါ3 phase အမျိုးအစားတွေသုံးတယ်ပေါ့ဒီ 150cc နဲ့အောက်ဆိုရင်တော့ဒီ single phase အမျိုးအစားတွေသုံးတယ်အဲ့တော့3 phase မှာဒီ star connection ကြတော့ကျေပုံစံအဆက်အသွယ်လို့ပြောလို့ရတာပေါ့ဒီ delta connection ကြတော့ဒါ3ကံပုံစံအဆက်အသွယ်ပေါ့အဲ့တော့ကျွန်တော်ကဒီတစ်ပိုင်းစီစပြီးလေ့လာမယ်ဒီ3 phase ကိုကျတော့ခဏလောက်ထားလိုက်အောင် single phase ကိုကြည့်အောင်အဲ့တော့ single phase မှာဆိုရင်ဒီမှာ full wave ရယ် half wave ရယ်ဆိုပြီးတော့ရှိတယ် full wave ကွာနေကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အဝါနှစ်စနဲ့လာတာရှိရယ်အဖြူနှစ်စနဲ့လာတာရှိရယ်အယောင်တူကျိုးနှစ်ချောင်းနဲ့လာတဲ့ကွာနေဆိုရင်တော့ဒါ full wave အမျိုးအစားတွေလို့ပြောလို့ရတာပေါ့ half wave မှာကျတော့ကျွန်တော်ကအဖြူတစ်စနဲ့လာတာရှိရယ်ဝါဖြူနဲ့လာတာတွေရှိရယ်အဲ့လိုမျိုးဟာတွေဆိုတော့ဒါ half wave အမျိုးအစားတွေပေါ့အဲ့တော့ full wave ကဘယ်လိုမျိုး coin ပတ်တာလဲ half wave ကကျွန်တော်ဘယ်လိုမျိုး coin ပတ်တာလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်ရအောင်ဒီကောင်လေးကိုကျွန်တော်က12ထုတ် coin လို့မြင်လိုက်ပါ12ထုတ်ပါတဲ့ coin ထုတ်ပေါ့အဲ့တော့ဒီမှာ coin ကြိုးတစ်ချောင်းကျွန်တော်ဘာလို့အရင်စပြီးလေ့လာမလဲဆိုတော့single phase မှာ full wave အမျိုးအစား coin ပတ်နည်းကိုစပြီးလေ့လာမယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးဒီတစ်ထုတ်မှာအရင်ပတ်လိုက်မှာပေါ့ဘယ်ကစပြီးပတ်ရမလဲလို့ဘာလို့ဆိုတော့ဒါအဲ့ဒီ coin ကိုဖြုတ်ကြတဲ့ကကျွန်တော်ကတေချာကြည့်ရမှာဖြစ်ပါတယ် coin ကိုဖြုတ်တာကိုယ်တိုင်မဖြုတ်ဘဲနဲ့တများဖြုတ်ပြီးမှကိုကလာပတ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ coin တွေတစ်ခုနဲ့တစ်ခုကပတ်ထားတာချင်းကလုံးဝမတူပါဘူးအဲ့လိုမျိုးမတူတာဖြစ်တဲ့အတွက်ဖြုတ်တဲ့လူကဒါအရင်ဆုံးမှတ်ထားရမှာဖြစ်ပါတယ်โอเคဒီမှာ coin အစကိုကျွန်တော်ဒီမှာဒီဇိုင်းယူလိုက်တယ်ဒီဇိုင်းယူပြီးတော့ဒီမှာပတ်လိုက်မယ်ဘယ်ရစ်လားညာရစ်လားဆိုတာကိုလည်းကျွန်တော်ကဖြုတ်ကြတဲ့ကနေကြည့်ထားရမှာဖြစ်ပါတယ် coin အပတ်ရေဘယ်လောက်ပါတာလဲဆိုတော့လည်းဒါဖြုတ်ကြတဲ့ကနေကြည့်ရမှာပါပုံမှန်အားဖြင့်တော့ကျွန်တော်ကဒီမှာညာရစ်ရစ်ပြီးသွားရင်ဒီဘက်တစ်ထုပ်ကိုကူးတဲ့အခါမှာဘယ်ရစ်လာတာများတယ်ဒီလိုမျိုးလေးတလဲစီပေါ့ဒီကောင်ပြီးရင်ညာရစ်သွားမယ်ပြီးရင်ဘယ်ရစ်သွားမယ်ပြီးရင်ညာရစ်သွားမယ်ပြီးရင်ဘယ်ရစ်ပြန်သွားမယ်အဲ့လိုပုံစံမျိုးတလဲစီသွားတာပါဒါကတော့တမတ်ထဲမှတ်ယူလို့တော့မရဘူးပေါ့တခြားပုံစံတွေပတ်တာမျိုးလည်းရှိရဒါပေမဲ့အဲ့ဒါကျွန်တော်ခုနပြောသလိုပဲ coin ကိုဖြုတ်ကြတဲ့ကနေဘယ်လိုမျိုးရစ်ထားတာလဲဆိုတော့ကိုကတေချာလေးမှတ်ထားရမှာပါအဲ့လိုမျိုးလွဲပြီဆိုရင်မီးလုံးဝမထွက်ပါဘူးโอเคအဲ့လိုပဲပတ်လာလိုက်မယ်ကျွန်တော်တစ်ထုပ်မှမကြော်ပါဘူးဒီမှာနောက်ဆုံးမှာတပင်ထွက်လာပြီအဲ့နောက်ဆုံးမှာတပင်ထွက်လာပြီဆိုတော့ဒီမှာကျင်းနှန်းကျိုးကတစ်ချောင်းနဲ့တုံးထားတာပါအစနဲ့အဆုံးကိုတစ်ချောင်းနဲ့တုံးထားတယ်ကျွန်တော်ကပထမဒီလိုပတ်တယ်ပြီးရင်ဒီဘက်မှာဒီလိုနောက်ပြန်ညာရစ်ဘယ်ရစ်ပြန်ပတ်တယ်ပြီးရင်ဒီမှာညာရစ်ပတ်တယ်အဲ့လိုမျိုးဘယ်ရစ်ညာရစ်ပတ်သွားပြီးမှcoin အစနဲ့အဆုံးကိုထုတ်လိုက်တယ်ဒါကကျတော့အဝါနှစ်ပင်ဖြစ်ပါတယ်အဖြူနှစ်ပင်လဲလာတယ်အယောင်တူနှစ်ချောင်းလာတာဖြစ်ပါတယ်ဒါကကျတော့full wave coin အမျိုးအစားဖြစ်ပါတယ်ဒီနှစ်ချောင်းကတော့ကျွန်တော်တို့ဒိုင်အောက်ကိုဝင်မဲ့ကောင်ပေါ့ဒါကတော့ဒါfull wave coin ပတ်နည်းဖြစ်ပါတယ်ဒီတိုင်းပဲကျွန်တော်ကတိတ်ခက်ခဲရွှေ့ရွှေ့မရှိပါဘူး half wave အမျိုးအစားကိုပြန်ပြီးတော့လေ့လာမယ်ဒီမှာ half wave အဲ့တော့ half wave တွေဘယ်လိုပတ်လဲဆိုတာကိုတစ်ချက်ပြန်ကြည့်မယ်ကျွန်တော်ဒါလေးကိုဖြုတ်လိုက်တော့မယ် half wave coin ဒီမှာကျွန်တော်တို့က coin ရဲ့အလယ်မှာအလယ်တစထုတ်တယ်ပေါ့ center tap လို့ခေါ်တဲ့ကျွန်တော်ကအလယ်တစထုတ်ထားတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုထုတ်ထားလဲဆိုတာကြည့်ရအောင်အခုနလိုပဲကျွန်တော်ကဒီအစလေးတစယူလိုက်မယ် coin အစလေးတစယူပြီးတော့ဒါပထမ6မှာကျွန်တော်ပတ်လိုက်မယ် โอเคနောက်ထပ်လည်းဒီတိုင်းပဲဆက်သွားမယ်
ကျွန်တော်တလဲစီပဲသွားမယ်ခုနလိုပဲတလဲစီသွားမယ်ကျွန်တော်12ထုတ်ပါတယ်ဆိုတော့12ထုတ်ပါတယ်ဆိုရင်သူက6ထုတ်မြောက်လောက်မှာအလဲစားထုတ်ရင်ထုတ်တယ်ဒါမှမဟုတ်လည်း4ထုတ်မြောက်လောက်မှာလည်းထုတ်တယ်ဒါကတော့တစ်ခုနဲ့တစ်ခုတော့မတူဘူးဒါကလည်းဖြုတ်ကြတဲ့ကြည့်ရမှာပေါ့လေကျွန်တော်ကဒီအလဲလောက်ရောက်ပြီဆိုတာနဲ့ဒါဆိုရင်တစ်ထုတ်နှစ်ထုတ်သုံးထုတ်၄ထုတ်၅ထုတ်6ထုတ်6ထုတ်လောက်ရောက်ပြီဖြစ်တာနဲ့ကျွန်တော်ကအလဲကိုဒီလိုလေးခောက်လိုက်မယ်အလဲကိုခောက်လိုက်မယ်ခောက်ပြီးတော့အဲ့ဒီကောင်ကဒိုင်းကိုသွားဖို့အတွက်ကျွန်တော်ထားထားရမှာဒီတိုင်းပဲထားထားရမှာနော်ကွိုင်းကိုဖြတ်တာမဟုတ်ဘူးဒီတိုင်းပဲထားထားရမယ်အဲ့ဒါပြီးတော့အဲ့တိုင်းထားပြီးတော့ကျွန်တော်ကဆက်ပြီးပတ်သွားမှာဒါကွိုင်းလေးကိုခောက်လိုက်မယ်ကွိုင်းလေးကိုခောက်ပြီးတော့ကျွန်တော်ဆက်သွားမယ်ခုနကဒီလိုပတ်ထားရဆိုရင်ဟိုဘက်မှာဒီလိုပြန်ပတ်မယ်ခုနအတိုင်းပဲပြန်ပတ်မယ်သူရဲ့တလဲစီပဲအဲ့ဒီမှာဘယ်နှစားဖြစ်သွားလဲဆိုတော့ပထမဆုံးစထားတဲ့တစားရယ်အလဲမှာထုတ်ထားတဲ့တစားရယ်နောက်ဆုံးတစားရယ်ထွက်လာပြီအဲ့တော့ကျွန်တော်ကပထမဆုံးတစားကိုဘာလုပ်ရမလဲဆိုတော့ ground ချလိုက်ရမှာဒါခုနကကျွန်တော် coin မှာစပတ်လိုက်တဲ့အစပဲအဲ့ကောင်ကျတော့ကျွန်တော်ကဒီ body နဲ့ခဲဆော်လိုက်အောင်ပူပြီးခဲဆော်လိုက်မယ်အဲ့ body နဲ့ပူပြီးခဲဆော်လိုက်တာဖြစ်တဲ့အတွက် coin မှာဘာပဲထွက်လာမလဲဆိုတော့အလဲတစားရယ်ဒီမှာနောက်ဆုံးကထွက်လာတဲ့တစားရယ်နှစ်စပဲကျန်တော့မယ်အဲ့တော့နောက်ဆုံးကထွက်လာတာကိုကျတော့ကျွန်တော်အဖြူအနေနဲ့သတ်မှတ်တယ်ပုံမှန်အဖြစ်လို့ပြောတာပါအဖြူအနေနဲ့သတ်မှတ်တယ်ဒီအလဲကထွက်လာတဲ့ကောင်ကျတော့အဝါအနေနဲ့သတ်မှတ်တယ်အဲ့ကောင်တွေကဘယ်လိုဆိုင်ကယ်ဒီမှာသုံးလဲဆိုတော့ဒီရှေ့မီးကိုကျွန်တော်က engine type မီးပေါ့လေ engine နိုးမှမီးလင်းတဲ့ပုံစံမျိုးဆိုင်ကယ်တွေမှာသုံးတယ်ဝါဖြူလို့လည်းခေါ်တယ်ပေါ့သူကအဝါနှစ်စမဟုတ်တော့ဘူးအဖြူနှစ်စလည်းမဟုတ်ဘူးဝါဖြူအဖြူကကြတော့ကျွန်တော်တို့ coin ပတ်လိုက်တဲ့အခါမှာနောက်ဆုံးထွက်လာတဲ့အစအဖြူဖြစ်တယ်အလဲစားကတော့ကျွန်တော်တို့ကအဝါပါပထမဆုံးတစ်စားကိုကြတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ frame မှာ ground ပေးထားမှာဖြစ်ပါတယ်frame ground မမိဘူးဆိုရင်ဒီကောင်ကမီးမထွက်ပါဘူးဒါကတော့ကျွန်တော် head wave အမျိုးအစားတွေပါโอเคနောက်ထပ် head wave အမျိုးအစားတစ်မျိုးကဘာလဲဆိုတော့ပထမဆုံးတစ်စားကိုကျွန်တော်က ground ချလိုက်တယ်ပြီးရင်အလဲမှာလည်းတစ်စားမှမထုတ်ဘူးနောက်ဆုံးတစ်စားကိုပဲကျွန်တော်က charging ကြိုးအနေနဲ့ပဲယူထားတာအဖြူတစ်စားပဲပါတယ်စကူဘီ2014 16 model တွေဆိုရင် coin ကြိုးမှာအဖြူတစ်ချောင်းပဲပါတယ်အဲ့ဒီ coin ကြိုးမှာအဖြူတစ်ချောင်းပဲအခုလိုပဲကျွန်တော်ကပထမဆုံးစပတ်လိုက်တဲ့တစ်စားကိုကျတော့ ground ချထားတယ်ပြီးတော့ပုံမှန်တိုင်းပတ်သွားတယ်အလဲမှာလည်းတစ်စားမှမထုတ်ထားဘူးအဆုံးမှာပတ်သွားတယ်အဆုံးရောက်တာနဲ့ကျွန်တော်တို့ကကွိုင်စားတစ်စားပြန်ထုတ်လိုက်တယ်အဲ့ဒီရဲ့ကွိုင်စားတစ်စားကဒိုင်အုပ်ကိုတွားမယ်ပေါ့ဒီပုံစံမျိုးနဲ့ဒါအဖြူတစ်စားအနေနဲ့အလုပ်လုပ်တာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ထပ်ပြီးလေ့လာမှာတော့ဒါ3 phase အမျိုးအစားပေါ့ကွိုင်ကျိုး3ပင်နဲ့လာတယ်အဝါ3ပင်တို့အဖြူ3ပင်တို့စားတဲ့ကွိုင်အမျိုးအစားတွေပေါ့3 phase လို့ခေါ်တယ်3 phase မှာမှကျွန်တော်က star connection ကျဲပုံစံအဆက်အသွယ်ပေါ့ဒီလိုကျဲပုံစံအဆက်အသွယ်ကိုအရင်ဆုံးဘယ်လိုပတ်လဲဆိုတော့အရင်လေ့လာကြည့်မယ်အဲ့တော့ခုနက single phase အမျိုးအစားတွေမှာဆိုရင် coin ကြိုးကကျတော့ကျွန်တော်တပင်နဲ့ပါတယ်ကျင်းနှံ့ကျိုးတပင်နဲ့ကနေအစအဆုံးအဲ့လိုမျိုးထုတ်ထားတာပေါ့ဒါပေမဲ့အခုဒီ3 phase အမျိုးအစားတွေမှာတော့ coin ကြိုးက3ပင်ဖြစ်လာပြီ3ပင်ဖြစ်တဲ့အတွက်ကျွန်တော်ကတပင်စီခွဲပြီးတော့ပတ်ကြည့်မယ်โอเคဒီမှာစလိုက်မယ်အဲ့တော့ဒီမှာစလိုက်မယ်ဆိုရင်ကျွန်တော်ပထမဆုံးတပင်ကိုကျွန်တော် A လို့သတ်မှတ်လိုက်မယ်နော်ဒီမှာ A1 လို့သတ်မှတ်လိုက်မယ် A1 ဆိုရင်ဒါပထမဆုံးစတဲ့ဒါကွိုင်ကျိုးပေါ့ပထမဆုံးပတ်တဲ့ကွိုင်ကျိုးဖြစ်တဲ့အတွက် A1 လို့သတ်မှတ်လိုက်မယ်ခုနကလည်းကျွန်တော်ပတ်သွားမယ်ပြီးရင်နှစ်ထုတ်ကြော်မယ်တစ်ထုတ်နှစ်ထုတ်ကြော်ပြီးရင်ဒီမှာလာပတ်မယ်ဘယ်ရက်ညာရက်မဟုတ်ပါဘူးတော့ပုံမှန်ပဲညာရက်ဆိုညာရက်တိုင်းပဲသွားရမယ်ပြီးရင်ဒီမှာတစ်ထုတ်နှစ်ထုတ်ပြန်ကြော်မယ်ညာရက်တိုင်းပဲပြန်သွားမယ်ပြီးရင်ဒီမှာပြန်ကြော်မယ်တစ်ထုတ်နှစ်ထုတ်ကိုနှစ်ထုတ်စီခြားသွားမယ်โอเคပြီးရင်လည်းဒီမှာတစ်ထုတ်နှစ်ထုတ်ပြည့်သွားဆိုဒီမှာနှစ်ထုတ်ဆိုတော့ထက်ကြော်စရာမရှိတော့ဒီတိုင်းပဲထားလိုက်တော့မယ်ကျွန်တော်ဒါအဆုံးဖြစ်သွားပြီဆိုတော့ကျွန်တော် A2 လို့သတ်မှတ်လိုက်မယ်ပေါ့ဒီကောင်လေးကို A2 ပေါ့ A2 โอเค A1 ကကျတော့ကျွန်တော်တို့ပထမကွိုင်ရဲ့အစ A2 ကကျတော့ပထမကွိုင်ရဲ့အဆုံးဖြစ်ပါတယ်โอเคဒါတော့ကွိုင်တစ်ကြိုးနောက်ထပ်ကွိုင်တစ်ကြိုးထပ်လာမယ်နောက်ထပ်ကွိုင်တစ်ကြိုးထပ်သွားမယ်အဲ့တော့ဒီမှာ A1 ဆိုရင်သူ့ရဲ့ဒီဘက်အရှိရနေပဲပြန်ပတ်မယ်ဒီအနောက်ကနေလာပတ်လို့မရဘူးဒီမှာစထားတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီဘက်ကိုဒီလိုသွားတာပေါ့အဲ့လိုသွားရဆိုရင်ဒီကောင်နေပြန်စမယ်အဲ့တော့ဒုတိယကွိုင်ဖြစ်တဲ့အတွက်ကျွန်တော်ကဒုတိယကွိုင်ရဲ့အစဖြစ်တဲ့အတွက် B1 လို့ကျွန်တော်သတ်မှတ်လိုက်မယ် B1 โอเค B1 ကိုစပတ်မယ်ကျွန်တော်ဒီမှာ B1 နေပြန်စပတ်မယ်ခုနကဒီမှာ A1 အဲ့တော့ B1 ကိုပတ်သွားမယ်အခုနလိုပဲကျွန်တော်တို့ကနှစ်ထုတ်ကြော်မယ်တစ်ထုတ်နှစ်ထုတ်ကြော်ပြီးရင်ဒီမှာသွားမယ်နှစ်ထုတ်ကြော်ပြီးပတ်မယ်ညာရက်ဆိုရင်အကုန်လုံးကညာရက်အတိုင်းပဲသွားရမယ်နော်ပြီးရင်
ဒီမှာတစ်ထုပ်ပြီးပြီဆိုရင်နောက်တစ်ထုပ်ကို1 2